လာပါကျွန်တော်တို့နေပြည်တော်ရေးဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့တင်မှာဘလော့ပွင့်မှာကျွန်တော် level 2500ဟောဘယ်ရလား1600ရောက်တော့ကနေဒါ level max ဖြစ်သွားအောင်လေကျွန်တော်အဲ့ level max မဟုတ်တော့ခု update မှာဆိုတော့ level 2800ကျမှ level max ဖြစ်တာပေါ့ကဲခုတော့ကျွန်တော် bluff ဝယ်ဝင်ပြီကျွန်တော်ဘလို့ပြောရရှိရယ်ဟိုတနေ့ကကျွန်တော်ပြောတာကျွန်တော်တင်ဗီဒီယိုတင်ထားတဲ့electric water gun ဗီဒီယိုလေးကို like and subscribe လေးလုပ်ခဲ့ပေးပါတယ်ကျွန်တော်တောင်းဆိုပါတယ်ဒီနေ့ဗီဒီယိုအဲ့ဒီမှာ2600ကြာရင်လေနောက် island မှာ fan နဲ့အဲ့ island ကလုံးဝရှာမတွေ့ဘူးတလားလုံးဝရှာလို့မရဘူးကျွန်တော်အဲ့ island ပြထားတဲ့အဲ့ဆက်လေးနားကိုသွားပြီလုံးဝမရဘူးအဲ့ချိန်မှာပြင်းတေသွားရဗျာကျွန်တော်ပြန်အဲ့ကြီးအဲ့ချိန်မှာတော့ဆက်သွားလို့မရတော့အဲ့ကြီးရဲ့ကြောင်ရင်တေသွားရင်အောက်မှာ island အဲ့ကြီးအောက်ထဲမှာ outline ရှိရ C3 မှာပေါ့အဲ့အောက်ထဲမှာ island ရှိရအဲ့ island ထဲမှာပါတယ်အဲ့ island ထဲမှာ NPC လည်းရှိဒါပေမဲ့ကျွန်တော်အဲ့ထဲကိုမရောက်တော့အဲ့တော့ကျွန်တော်ဘာလဲဆိုကျွန်တော် YouTube မှာရှာကြည့်လိုက်တယ်အမှ YouTube မှာရှာကြည့်ပြီးတော့သူကတွေ့ရွာပဲ Tiki Oppo ကျွန်တော်ဘလာ level နောက်ချအောင်မပြည့်သေးဖမ်းရမယ့်နေ Tiki Oppo Pro တိကြလား Tiki Oppo အဲ့ Tiki Oppo ကိုပြန်သွားလေရသွားပြီးရင်တော့အဲ့ Tiki Oppo ရဲ့ဒီလှေကားအောက်နားလေးကဒီတကားရဲ့ဘီးချားလေးမှာတော့အဲ့ဘီးချားလေးနားမှာရှိပါတယ်ကျွန်တော်လုံးဝမတွေ့ဘူးဗျအဲ့တော့ကျွန်တော် YouTube မှာရှာကြည့်ပြီးကျွန်တော်ပြောလိုက်ပါဒီနေ့တော့ကျွန်တော်တွေ့သွားခုမှဒီနေ့မှသိသွားကဲဒီမှာပါဒီ island ကိုဒါတော့ဒီ island နာမည်ကနားလည်းမသိကဲကျွန်တော်ဒီ island ရောက်ပါပြီနော် sherry ဒါဟိုချီတွေ့ရ sherry ဒီ1ဒီထားအဲ့လိုတွေ့ရနည်းနည်းလေးပဲရောအရင်ကဆို sherry ဒီ1ဆိုရင်ကျွန်တော်ရီကူးလို့ရပါတယ်ဒါပေမဲ့ကြာပြီအဲ့အတွက်တွေ့လို့နည်းနည်းရောရောတာပေါ့ကျွန်တော်အတန်ပိတ်ထားလိုက်တယ်ကျွန်တော်ဒီအတန်ပဲကျွန်တော်ဒီပုံတန်ခဏပိတ်ထားလိုက်ပုံတန်တော့ပိတ်ထားလိုက်ဒီကိုကျွန်တော် quest တော့ရမယ်ပေါ့ကျွန်တော်ရဲ့ level က2300ပေါ့ကဲခုကျွန်တော် level တော့ fan ကိုကျွန်တော်ဒီမှာပဲ fan တာအဲ့ဒီကဲခုမှ quest တော့ယူအောင်မယ်ကျွန်တော်ဒီမှာရှိရဲ့ NPC လေးကိုတက်ရမှာပေါ့ဒါပြီးရင်ဘယ် island ကိုသွားရမလဲ boss တက်ရမှာလားမသိဘူးဟိုမှာ boss ကြီးလားမသိဘူး2900ရဲ့ level ရဲ့ level 2900ရဲ့နောက်ထပ်တော့အရင်မြင့်နေကဲဒီမှာဒီ NPC ပေါက်စလေးကိုကျွန်တော်သူတို့ဓာတ်နဲ့လိုက်ခုံမှာဆိုပါရဲ့ယာဘူကျွန်တော်ဒီ midnight blade နဲ့ပဲချပါရဲ့ midnight blade နဲ့ပဲချပါရဲ့တခြားတိုင်းနဲ့မချဘူးဒီ midnight blade ကကျွန်တော်ရဲ့ဒီကိုင်းကျွန်တော်အကြိုက်ဆုံးဓာတ်ဗျပြီးတော့ရှေရောသူကအရှိရကောက်လို့တန်းကိုက်လို့ရတယ်รูปပြလဲဒီလားပြောရစီကျွန်တော်မှဒီလက်စော့ကြီးရှိပါတယ်ဒီလက်စော့ကြီးကဘာလို့ရလဲတော့အရင်ကဆက်ချင်းတော့ကျွန်တော်မသိပါဘူးခုမှသိသွားပါဒီလက်စော့ကြီးကဘာလို့လဲဆိုတော့ဒီမှာပြထားပါတယ်ဒီ block point 30တက်ပြီးရပြီး defense 20 point တက်ပြီးအဲ့အလုပ်ပေးတာပါကျွန်တော်ကထားရကျွန်တော်ဓာတ်ကိုင်တဲ့အတွက်ခဏဟာယောခဏဒီနေ့မင်းတော်ဖြင့်ဟေ့တော်ဖြင့်နေတက်ပေးလိုက်အောင်ဘေးလီတော်ဖြင့်နေတီဝိုင်းကဲတက်မယ်တော့ပြမယ်ခဏစတာလေးတင်လိုက်အောင်တော့ပြမယ်ဗျာကဲဒီမှာဆိုရင်ဒီဥစ္စာဆိုတော့ sword point 25တူအဲ့ကျွန်တော်ဓာတ်ကင်တာလို့အဲ့ဒါကိုပဲလုပ်ထားတာပါကဲဆက်ဖန်ကြရုပ်first fan ကြစို့ကျွန်တော်က YouTube ရိုက်နေရဆိုပေမဲ့ကလေးလေးဆိုပေမဲ့
ဘာလဲညင်အသက်ညင်ညင်14နှစ်မပြည့်သေးတဲ့အရွယ်ဆိုပေမဲ့ကျွန်တော်ကရိတ်ပါဘာလို့လဲတည်ရမှာပတ်စံလူချင်းတို့လေကျွန်တော်ပတ်စံဆရာရဲ့အလုပ်လေအဲ့တော့ကျွန်တော် subscribe လုပ်ပြီးပါခလေးဆိုပြီးတော့အထင်ကြီးနေနော်ကျွန်တော် YouTube ရိုက်တယ်ဆရာကြီးကွာဆောက်တယ်ကဲခုဒီ APC ဘာမှတော့လို့မရတဲ့ပေါက်စလေးကိုလိုက်တက်ရမှာကဲခုန2000ကျော်အဲ့ဘက်ကိုသွားကြည့်ဦးမကွာအပေါ်မှာရေအိုင်းရေရှိသေးလားမသိအပေါ်မှာဟိုအိုင်းရှိသေးလားမသိမရှိခင်ရလို့မရတိတ်သွားလိမ့်မယ်ပြပြုတ်ကြရဗျာကျွန်တော်အတန်ပိတ်ထားလိုက်ပြီကဲလိုက်လေးကျန်းနေနည်းနည်းကျန်းနေမေဘီလေးရကျန်းနေနည်းနည်းကိုကျန်းနေတော့လို့လို့ရကဲကျွန်တော်1300တင်ပြီးပါပြီတော့လေပဲ2634ကိုဟိုဘက်ကအိုင်လန်ကိုသွားကြည့်အောင်2900မှသွားပဲအိုင်လန်အိုင်လန်ကိုသွားကြည့်အောင်မယ်ဘာရှိလဲဒီနားမှာဘာရှိလဲကျွန်တော်ပတ်ဝန်းကျင်လုံးဝမပတ်ကြည့်ရသေးဘူးပတ်ဝန်းကျင်မှာဘာရှိလဲတော့ကျွန်တော်မသိဘူးကျွန်တော် PV ချမှာဆိုလို့အစင်သစ်ပြင်လာတယ်ဘာလို့လဲဆိုတော့ဒီမှာလူတွေရှိရလေနည်းနည်းပါအများကြီးမဟုတ်အများကြီးရှိနေတော့ကျွန်တော်ထွက်ပြေးနေရမှာအကုန်လုံး100 level မြင့်နေရောဟက်ကာကြီးဟွာရောဟက်ကာကြီးကြည့်အောင်၄ဘောပြန်နေအဲ့ဒီကောင်ဟဲ့ကျွန်တော်ပြမယ်မကြည့်ရဟက်ကာကြီး၄ဘောပြန်ပြီးတန်နေရအဲ့ဟက်ကာကြီးလို့ဟာ C3 မှာဟက်ကာကြီး RE ဘာဆိုတာ REOLAK ရဲ့ဘာနာမည်ဟက်ကာကြီးညသူ့ရဲ့အကောင့်ကြည့်ကြည့်အောင်ဟက်ကာကြီးဒီမှာဟက်ကာကြီးညဘောင်းတီးရဆန်းလာဘောင်းတီးရဘလောက်ဘောင်းတီး620ဟက်ကာကြီးဘာလို့ဟက်ကာကြီးဘောင်းတီး625ဘောင်းတီး625ဟာကာကြီးဘောင်းတီး625ကဲကိုယ်လေဝတော့ဖန် respawn လုပ်ပြီးပဲတော့တော့မယ်ဒီတိုင်းတော့ရှုပ်တယ်ဖူရိုးလို့ရသေးလားပြီးဖူတော့ရိုးမယ်ရဒီရိုက်ထွက်ဖို့ဆိုရင်ဘလို့ထွက်ရမှာတော့အဲ့ဒါတိုင်ပတ်တာဒီရိုက်ထွက်ဖို့ဆိုခဏဒီကောင်စီကထွက်ရတယ် travel ဟဲ့ဘိုက်တယ် oh my god တယ်လီပို့ရတာဟဲ့တယ်လီပို့ရရဲမိုက်တာဟောကဲခုကျွန်တော်တယ်လီမပို့သေးပါဘူးဖင်ရလို့မရပါဘူးကျွန်တော်က level ဖမ်းပါမယ်ကဲ level တော့ဖမ်းပြို့ကျွန်တော် level ဖမ်းနိုင် level grind နိုင်တော့မပြတော့ပါဘူးကဲကျွန်တော် level ဖမ်းနိုင်မပြတော့ပါဘူးကြည့်ရမှာလဲပြင်းစရာကြီးဆိုတော့ဟေ့ဒီကောင်တော်ဖြစ်နေရလားဆုံးပါပြီမရမယ်ရောကျွန်တော် level ဖမ်းနိုင် level grind နိုင် boss တက်တာရောမပြတော့ပါဘူးကဲအဲ့တော့မကြည့်ပါနဲ့